ရဲ့ကိုရင်ကြီးကျွန်းဘက်မှာဒီရုပ်ရှင်ကားလေးတကားရိုက်ချင်တယ် ခေါ်ရန်ကြီးကောင်းပါလေအငယ်ချောင်းသားလူငွေဆောင်လို့ကြတော့ရိုက်နေကြဖြစ်တယ်ဆိုတော့နည်းနည်းတော့ယူနေပြီခေါ်ရန်ကြီးဆိုတော့စမ်းတာပေါ့ အခုသွားမှညီညီနဲ့ရောဟုတ်ရလားတခြားဘယ်သူပါလဲ မေမင်းမယုံလားငါမရှင်းပြနိုင်တော့ဘူးကွာဒီမှာငါဒရိုက်တာတယောက်အခု location တွက်ကြည့်မယ်ဈေးကိုကုမ္ပဏီကထုတ်နေတယ်အဲ့တော့ဒရိုက်တာဒီဈေးတွေနဲ့မိသားစုပါခေါ်သွားပြီးအပျော်ခီးသွားလို့ငါအပြောမခံနိုင်ဘူး အဲ့ဒါနဲ့မင်းခေါ်ရင်ကြီးကိုလိုက်မယ်ဆိုရင်ငါ့ဝင်ရဝစားရကိုလုပ်ပြီးမှရမှာနော်ဟင်းဟေ့ငါဘာလို့မင်းဝင်ရဝစားငါလုပ်ပေးရပါဟာမင်းမဲ့ခေါ်ရင်ကြီးလိုက်မယ်ဆိုတော့ငါတပည့်ကိုထားခဲ့ရမှာလေကွာ